Voice Food Safety အစားအစာဘေးကင်းလုံခြုံစွာဘာလဲဒါကိုလူတိုင်းသိရှိကြမယ်ထင်ပါတယ်အစားအစာဆိုတာကအာဟာရဖြစ်စေဖို့အတွက်စားတွန်းကြတယ်ဆိုပေမဲ့လုံခြုံစိတ်ချပြီးတော့အနေနဲ့ဖြစ်စေဖို့လည်းအရေးကြီးပါတယ်ကိုစားလိုက်တဲ့အစားအသောက်တိုင်းမှာအစိတ်တော့ဖြစ်စေတဲ့ဖြစ်စီပါဝင်ဖို့အလွန်ကိုအရေးကြီးလာပါတယ်ဒါအပြင်ကိုယ့်အတွက်ဗိုက်ပြင်းပြီးရောကိုကြိုက်ရင်ပြီးရောဆိုပြီးကျမကြီးနဲ့မညီညွတ်တာကိုတိတိရက်နဲ့မစားတုံးတင်ပါဘူးလက်တော်ချင်းကာလမှာတော့မတိတာပဲရရှိမှာတော့ကျမကြီးဆွဆွရေးဖြစ်လာနိုင်ကြပါတယ်ကျမတို့ရဲ့ခန္ဓာကိုယ်ကြီးအမိုက်ပေါ်မဟုတ်ပါဘူးယောဂဖြစ်မှာကိုတိတိရက်နဲ့စားရင်တော့ထိုးလို့တူပြည့်မဟုတ်ပဲစားတော့လူပြည့်ဖြစ်တော့ပါပြီရှင်အစားအစာဘေးကင်းလုံခြုံရေးဆိုတာစားဖို့ဘေးကင်းတဲ့အစားအစာကျန်းမာရေးကိုမထိခိုက်တဲ့အစားအစာကိုဆိုလိုတာပဲဖြစ်ပါတယ်ဆိုလိုတာကစတင်ထုတ်လုပ်တာကနေကျွန်တော်တို့ထမင်းစပွဲပေါ်စားဖို့အဆင်သင့်ဖြစ်တဲ့အထိအစားအစာကိုကျန်းမာရေးနဲ့ညီစွာကင်တွယ်ချက်ဖို့ထားတာဖြစ်ရပါမယ်ဒါအပြင်ကျွန်တော်တို့ရဲ့ဟင်းသီးဟင်းရွက်တွေနဲ့အသီးနှံတွေကလက်ဆောင်တွေမကဓာတ်မြေဩဇာနဲ့ပိုးသက်ဆွေအကျဉ်းကြံတွေလည်းကင်းလွတ်ရပါမယ်အလားတူပါပဲကျွန်တော်တို့လည်းတဲ့အသားငါးတွေကလည်းယောဂရှိသောယောဂဖြစ်စေနိုင်သောတရိတ်ဆန်စီကဘယ်တော့မှမဖြစ်သင့်ပါစီတူထားတဲ့အစားအစာတွေငါးတွေနဲ့အသီးနှံတွေဟင်းသီးရွက်တွေဒါအပြင်အနံ့ရတာထည့်ထားတဲ့တည်တည်ဖြော်ရည်မှာဖြည့်စွက်ပစ္စည်းအယောင်ဆိုးစိမ့်နဲ့ကြာရှည်ခင်ဓာတ်တုဆေးတွေကိုနည်းနည်းပဲပါဝင်သုံးစွဲသင့်ပါတယ်နိုင်ငံအများစုမှာစားတောင်းနေဇီဝကုတ်ကဲရေး FDA လို့သိကြတဲ့ဌာနတစ်ခုရှိပါတယ်။ဒီဌာနဟာနိုင်ငံအတွင်းအစားအသောက်နဲ့ဇီဝဘေးကင်းမှုအတွက်အထူးတာဝန်ရှိပါတယ်။ဘယ်ဌာနကဘယ်လိုပဲလုံခြုံစိတ်ချမှုစီစဉ်ဖြစ်စေကိုယ်တိုင်ကအစားမတန်ရှင်းတဲ့အစားအစာမလက်ဆက်တဲ့အစားအစာနဲ့ယောဂဖြစ်စေတဲ့အစားအစာတွေတိတိရဲ့နဲ့ထုတ်လုပ်ရောင်းချစားသုံးနေမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဘဝတွေကဇီဝကိုအမိပြုပြီးအသက်ဆန်းမဲ့အခြေအနေဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်ကိုနဲ့ကိုပတ်ဝန်းကျင်လူတွေကိုဂရုပြုတဲ့အနေနဲ့ကိုယ်တိုင်ကအစဘေးကင်းကျန်းမာပြီးလုံခြုံစိတ်ချရတဲ့အစားအသောက်တွေကိုရွေးချယ်စားသောက်ဖို့တိုက်တွန်းရင်းကျွန်တော်တို့ရဲ့တင်ပြမှုလေးကိုဒီမှာအဆုံးသတ်လိုက်ရပါတယ်။ဒီကိုတော့တမင်းရောဖိုင်ရဲ့တမင်းတွေရမှုရောအဆုံးထိရှိရှိနိုင်ပြီးသားတဲ့တရားရှိပြီးသားကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။